ဒီနေ့မှာတော့ညီမတို့ရွာစတိုင်းစက်သားစိမ့်တံမောက်ချက်နီးလေးကိုချက်ပြပေးသွားပါမယ်။အရင်ဆုံးနတ်ဆက်သက်စစ်သားစကောင်းလိုအပ်ပါတယ်။တက်သားကိုဒိန်ချင်းချင်းကျက်တို့ဖြူစာစနွဲငယ်ဒီမောက်မဆလာဖာလာစီတချဘူခေါနေပြီးတနိုင်ကလာမှတ်ထားပါမယ်။တန်ပေါက်ရဲ့အသက်ကကျက်တုံနီကျော်ပဲဒါကြောင့်အရင်ဆုံးကျက်တုံနီပပလေးတွေကိုလိဖြတ်ထားပါမယ်။မီးဘူပေါ်မှာစီပူပူနဲ့တက်တုံလေးတွေကျွတ်ပြီးရွှေအိုရောင်တန်းတဲ့ထိကြော်ပေးပါလေဆန်ကတော့ဓမ္မောက်ဆန်အရှိလေးတွေကိုသုံးထားပါတယ်ရေစင်စင်ဆေးပြီးနိုင်ဝက်လောက်ရေစိမ်ထားပါမယ်ဆန်ကိုကြောက်အောင်မချက်ဖဲ90ရာခိုင်နှုန်းလောက်ပဲပြုတ်ပြီးရေစစ်ထားပါမယ်ကဲဦးအောက်ချီမှာစောစောကနှက်ထားတဲ့စက်သားအစိမ်းလေးတွေကိုအောက်ကခင်းလိုက်မယ်အပေါ်ကရင်မှာနန်းနန်းပဲဘူစီနဲ့စက်တုံနီကြောထားလေးတွေကိုအပေါ်ကချူလိုက်ပါမယ်စက်သားခင်းထားတဲ့အပေါ်ကနေဓမ္မောက်ဆန်လေးအုပ်လိုက်ပါမယ်အပေါ်ကရင်မှာထောပတ်လေးကျူပေးလိုက်ပါမယ်အိုးဘေးကိုဂျုံနေထားလေးနဲ့ပိတ်ပြီးမီးအေးအေးနဲ့အသားကျအောင်45မိနစ်လောက်တည်ထားပါမယ်ကဲအိုးအဖုံလေးထွန်းလိုက်ရင်ကတော့အငွေ1000နဲ့ရွာစတိုင်းစက်သားစိမ့်တက်ပေါက်လေးရပါပြီသုံးဆောင်ကြပါအောင်ရှင်ဒီနေ့မှာတော့ညီမတို့ရွာစတိုင်းစက်သားစိမ့်တံမောက်ချက်နီးလေးကိုချက်ပြပေးသွားပါမယ်အရင်ဆုံးနတ်ဆက်သက်စစ်သားစကောင်းလိုအပ်ပါတယ်တက်သားကိုဒိန်ချင်းချင်းကျက်တို့ဖြူစာစနွဲငယ်ဒီမောက်မဆလာဖာလာစီတချဘူခေါနေပြီးတနိုင်ကလာမှတ်ထားပါမယ်တန်ပေါက်ရဲ့အသက်ကကျက်တုံနီကျော်ပဲဒါကြောင့်အရင်ဆုံးကျက်တုံနီပပလေးတွေကိုလိဖြတ်ထားပါမယ်မီးဘူပေါ်မှာစီပူပူနဲ့တက်တုံလေးတွေကျွတ်ပြီးရွှေအိုရောင်တန်းတဲ့ထိကြော်ပေးပါလေဆန်ကတော့ဓမ္မောက်ဆန်အရှိလေးတွေကိုသုံးထားပါတယ်ရေစင်စင်ဆေးပြီးနိုင်ဝက်လောက်ရေစိမ်ထားပါမယ်ဆန်ကိုကြောက်အောင်မချက်ဖဲ90ရာခိုင်နှုန်းလောက်ပဲပြုတ်ပြီးရေစစ်ထားပါမယ်ကဲဦးအောက်ချီမှာစောစောကနှက်ထားတဲ့စက်သားအစိမ်းလေးတွေကိုအောက်ကခင်းလိုက်မယ်အပေါ်ကရင်မှာနန်းနန်းပဲဘူစီနဲ့စက်တုံနီကြောထားလေးတွေကိုအပေါ်ကချူလိုက်ပါမယ်စက်သားခင်းထားတဲ့အပေါ်ကနေဓမ္မောက်ဆန်လေးအုပ်လိုက်ပါမယ်အပေါ်ကရင်မှာထောပတ်လေးကျူပေးလိုက်ပါမယ်အိုးဘေးကိုဂျုံနေထားလေးနဲ့ပိတ်ပြီးမီးအေးအေးနဲ့အသားကျအောင်45မိနစ်လောက်တည်ထားပါမယ်ကဲအိုးအဖုံလေးထွန်းလိုက်ရင်ကတော့အငွေ1000နဲ့ရွာစတိုင်းစက်သားစိမ့်တက်ပေါက်လေးရပါပြီသုံးဆောင်ကြပါအောင်ရှင်